passport ပုံစံနဲ့ပွဲထွက်လာတဲ့ဒီ Galaxy Z4 ကသူတို့မျှော်လင့်ထားတဲ့လိုမျိုးတကယ်ရောအလုပ်ဖြစ်ပါမလားအားလုံးပဲမင်္ဂလာပါခုနလင်းရနေမိုဘိုင်းရဲ့လက်ထက်နှစ်မှာ Samsung Galaxy Z4 series နဲ့ Z Flip 8တို့ရောက်နေပြီဆိုတော့ဒီနေ့မှာခုနဲ့တူတူစမ်းကြည့်ပြီးတော့တစ်ခုချင်းစီရဲ့ hand on feeling လေးတွေနဲ့သူတို့ရဲ့အားသာချက်အားနည်းချက်လေးတွေကိုတူတူကြည့်ကြည့်လိုက်ရအောင်နော်ပထမဆုံးအနေနဲ့မိတ်ဆက်သွားတဲ့ product 3ခုတွေကမှလူစိတ်ဝင်စားမှုအများဆုံးနဲ့ရေပန်းစားဆုံးဖြစ်နေတဲ့ Samsung Galaxy Z4 ကိုအရင်ကြည့်ကြည့်လိုက်ရအောင်သူ့လူတွေစိတ်ဝင်စားနေတဲ့ချက်ကသူ့ရဲ့ site ကြောင့်ဖြစ်မယ် passport စာအုပ်လို notebook စာအုပ်လိုနဲ့ရှစ်စရာလေး portable phone တွေတော်တော်များများကိုမြင်ဘူးကြိုင်ဘူးပြင်မဲ့ဒီလို site မျိုးလေးကိုတော့အခုမှပထမဆုံးတွေ့ဘူးอ่ะသူရဲ့ cover screen size က 5.5 inches ပဲရှိပြီးတော့ဖြန့်လိုက်မယ်ဆိုရင်တော့ 7.6 inches ပဲရှိရဆိုတော့တော်တော်လေးခုမှဖြစ်တယ်လို့ခံစားရတယ် 4:3 ratio ဆိုတော့ YouTube ကြည့်တဲ့အခါတွေရုပ်ရှင်ကြည့်တဲ့အခါတွေမှာလည်း full screen နဲ့မြင်ရမှာဆိုတော့တော်တော်လေးအဆင်ပြေတယ် 4.5mm ထူပဲရှိရမို့လက်ထဲမှာကင်ထားမယ်ဆိုရင်ပပရှက်ရှက်နဲ့ hand feeling ကအရန်မိုက်တယ်လို့ခံစားရတယ်။ပါတယ်ဆိုပေမဲ့ battery ဘိုင်းမှာလည်းအားနည်းမနေပြန်ဘူး။4800 mAh battery ကိုသုံးပေးထားတာဆိုတော့တစ်နေ့လုံးကတော့စိတ်ကြိုက် AC သုံးလို့ရတယ်။ဒီ Galaxy Z4 8မှာက50 megapixel main camera နဲ့50 megapixel wide camera ဆိုပြီးနှလုံးပဲပါတယ်။ telephoto တော့ပါမလာဘူး။သူရဲ့ရှေ့ဘက် selfie camera ကတော့10 megapixel ပဲပါတယ်ဒါပေမဲ့တစ်ခုရှိရာက portable phone ဖြစ်နေရောကြောဘက်က50 megapixel main camera နဲ့ selfie ပြန်လို့ရနေတာဆိုတော့10 megapixel ပဲသုံးပေးထားတာကပြဿနာတော့ဟုတ်မနေ80ပိုင်းမှာဆိုရင်လည်း Snapdragon 8 Elite Gen 5 for Classy ကိုသုံးထားတာဆိုတော့ game မဲဆော်အောင်မလား multitasking ပိုင်းပဲလုပ်အောင်မလားအထင်ကောမရှိ ACC စိတ်ကြိုက်သုံးလို့ရအောင်ပါနော် portable phone တွေရဲ့အဓိကအသက်ဖြစ်တဲ့ခောက်ရရောဘယ်လိုနေသေးလဲလုံးဝပျောက်သွားပြီလားဆိုရင်တော့နော်ဒါပေမဲ့ဒီတစ်ခေါက် CV မှာဆိုရင်တော့ဒီခောက်ရတော်တော်လေးကိုအဆင်ပြေလို့မြင်မိရယ်ကာလာပိုင်းမှာဆိုရင်လည်း cream, graphic, lavender နဲ့ pistachio ဆိုပြီးရွေးချယ်စရာကာလာ၄မျိုးထိရှိတယ်ဆိုတော့ Galaxy Z Flip 8ဘက်ကိုနည်းနည်းလေးလှည့်ကြည့်အောင်ဒီနှစ်မှာတော့အရင်နှစ်က Galaxy Z Flip 7ထက်ပိုပြီးတော့ compact ဖြစ်လာတယ်ပိုပြီးတော့မိုက်လာတယ်သူ့ရဲ့ cover screen size ကလည်း 4.1 inch ထိပဲရှိပြီးတော့ဖြတ်လိုက်မယ်ဆိုရင် 6.9 inch ထိရှိတယ်ကင်မရာပိုင်းမှာဆိုရင်တော့50 megapixel wide camera နဲ့12 megapixel ultra wide camera ဆိုပြီးတော့နှလုံးပါတယ်ရှေ့ဘက် selfie camera ကတော့10 megapixel ကိုသုံးပေးထားတယ် flip phone ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြောဘက်က main camera ကိုသုံးပြီး selfie ရိုက်လို့ရဆိုတော့အဆင်ပြေရယ် battery ပိုင်းမှာဆိုရင်လည်း4300 mAh ကိုသုံးပေးထားတာဆိုတော့လုံလောက်တယ်လို့တော့ခံစားရတယ်သူ့မှာခောက်ရတော့ရှိနေတော့မယ်ဆိုပေမဲ့အရင် series တွေထက်ဆလို့ရှိရင်တော်တော်လေးကိုအဆင်ပြေလာတယ်ဒီ Galaxy Z Flip 8မှာဆိုရင်တော့ AI ဘိုင်းတွေ System UI ဘိုင်းတွေမှာအများကြီးပိုကောင်းလာတာကိုတွေ့ရတယ်။ကျန်တာကတော့အရင်နှစ်က Z Flip 7အတိုင်းပဲအရင်ကထူးခြားမနေပါဘူး။ရွေးချယ်စရာအရောင်တွေအနေနဲ့ကတော့ Pink, Graphic, Green နဲ့ Online Exclusive ဖြစ်တဲ့ Mint ဆိုပြီးတော့ရွေးချယ်စရာအရောင်၄ခုရှိတယ်။နောက်ဆုံးအနေနဲ့က Final Boss ဖြစ်တဲ့ Galaxy Z4 Ultra သူ့အကြောင်းကတော့ပြောစရာမရှိသလောက်ပဲ။ဘာလို့လဲဆိုတော့သူ့မှာသုံးထားတဲ့ဟာတွေကအကောင်းဆုံးအကျန်းဆုံးဆိုတာကြီးပဲ။ကင်မရာဘိုင်းမှာဆိုရင်တော့ Main Camera အနေနဲ့50 megapixel ultra wide 200 megapixel wide နဲ့10 megapixel telephoto ဆိုပြီးတော့၃လုံးထိအောင်ထည့်ပေးထားတယ်။ရှေ့ဘက် selfie အနေနဲ့ကတော့တခြား Z4 8နဲ့ Z Flip 8အတိုင်းပဲသူ့မှာလည်း10 megapixel camera ကိုအသုံးပြုပေးထားတယ်။ battery ဘိုင်းမှာဆိုရင်လည်း9000 mAh ထိအောင်ထည့်ပေးထားတာဆိုတော့ portable phone တစ်လုံးအနေနဲ့တော်တော်လေးကိုကျန်းတယ်။သူ့မှာဆိုရင်တော့ခောက်ရတော်တော်လေးကိုပြောင်းနေပြီ။ရွေးချယ်စရာအရောင်တွေအနေနဲ့ကလည်း violet shadow, graphic, cream နဲ့ green shadow ဆိုပြီးရွေးချယ်စရာအရောင်၄မျိုးထိရှိတယ်။ဆိုတော့မိတ်ဆွေတို့ကဘယ်လိုမြင်မိလဲ။ 40 phone တွေကင်ရတော့မယ်ဆိုရင်ဒီနေ့ Z4 series နဲ့ Z Flip 8ထဲကဘယ်ရောက်ရွေးချယ်ပြင်မယ်လို့ထင်လဲသူတို့ရဲ့အဓိကစက်ကောင်ဖြစ်တဲ့ Z4 ကရောသူတို့ထင်တာလိုမျိုးအလုပ်ဖြစ်လာမလားဆိုတာကိုအောက်က comment လေးထဲမှာမှတ်သားပေးကြပါအောင်နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်